ဒီကောင်လေးကသခင်ငါပျောက်သွားတာလားလာပစ်သွားလားမသိဘူးဆိုင်မှာလည်းခွေးပေါက်စားလေးတကောင်ရှိနေတော့သူ့ကိုမွေးလို့ကလည်းမရဘူးဒီမှာလာပြီးတော့စာတောင်းလို့မို့တခါတလေတော့ကျွေးပြစ်တယ်အများတော့လည်းမကျွေးပြစ်ဘူးတနာလို့မို့သခင်ကပျောက်သွားဆိုလို့ရှိရင်လည်းတောင်တကုံဖုံးကြောင်းခွင့်မီးပွိုင်နားလေးမှာလာရှာလို့ရပါတယ်လို့ဒီကောင်လေးတွေ့နေရတပတ်နှစ်ပတ်လောက်ဖြစ်နေပြီအမလေးတနာပါတယ်မဟုတ်ရင်လည်းခေါ်မွေးထားလိုက်ပါတယ်ဆိုင်မှာဟိုပါလေးအိမ်မွေးပေါက်စားလေးတကောင်ရှိနေတော့မွေးမရလို့မို့သူကလူတွေဘာတွေလဲမန်လဲရန်လဲမထောင်အစာပဲလာတောင်းတာပဲရှိရပြီးရင်နည်းနည်းကျွေးပြီးသွားရင်သူကသူထွက်သွားတာဘယ်ပတ်သွားနေလဲတော့မသိဘူးတနာလို့ပိုင်ရှင်လေးရှိရင်လည်းပိုင်ရှင်လေးပျောက်နေရဆိုလို့ရှိရင်လည်းတောင်တကုံမှာလာရှာလို့ရပါတယ်ဖုံးချောင်းခွင့်မိပွိုင်နားလေးမှာသူ့ကိုဗီဒီယိုရိုက်နေတာတော့အနားတောင်လာထိုင်နေလိုက်ချေသေး